အညာဆိုတာနေပူပေမဲ့စိတ်အေးရတဲ့အေးရပါထိုင်းရီချိုချိုလေးတောက်ထမင်းဝိုင်းမှာခရမ်းကျင်တင်ငါပြီးချာနဲ့လက်ရည်တစ်ပြင်းနဲ့စားခဲ့ကြတဲ့နေရာပေါ့ဒါပေမဲ့အခုလို့အဲ့ဒီအေဂျင့်မှုတွေကပုံပြင်းတပုတ်လို့ဖြစ်နေပြီဗျာဖုံတစ်ထောင်ထောင်ကြားမှာအညာသားတွေပြေးနေကြရတယ်ပြေးတယ်ဆိုတာလေတခြားသူစိန်နေစီမဟုတ်ဘူးကိုဘာသာကိုစစ်ပေးရှောင်ဆိုတဲ့နာမည်အစ်စ်နဲ့ကိုမြေကိုစွန့်ပြီးဝေးရကိုပြေးနေကြရတာကြည့်လိုက်လေဟိုမှာမိကိုတယ်အဲ့ဒါစဘာကီမီးလောင်နေတာမဟုတ်ဘူးဗျာအညာသားတွေတသက်လုံးစုဆောင်းခဲ့ရတဲ့အိမ်ကလေးတွေဖျားစင်ကလေးတွေပြကြနေတာသူတို့မှအဖြစ်မရှိပါဘူးသူတို့ကတမိုင်းကိုရားရောက်လုတ်ခဲ့သူတွေလည်းမဟုတ်ဘူးရိုးရိုးတသားနဲ့မြေသီးကိုလက်သေးနဲ့ကုတ်ပြီးလုတ်ကင်စားတောင်းနေတဲ့လူတွေပါနေပူတာကိုအန်တုနိုင်ပေမဲ့ကြည်စာနဲ့မီးတော့ကိုတော့သူတို့ဘလို့မှမခုခံနိုင်ဖြစ်ကြဘူးဒါပေမဲ့အညာသားဆိုတာပြာပုံတွင်းကနေပြန်ရှင်တန်နိုင်တဲ့ဇက်ရှိသူတွေဗျာဒီနေ့ရွာလီမီးလောင်သွားတယ်လူတွေအိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်အားလုံးကငိုနေကြတော့မှပဲရွာထိပ်ကညောင်မင်းကြီးအောင်မှာအဘိုးအိုတယောက်ကတခုခုကိုအသေးအတန်းတိုးနေတာကိုတွေ့လိုက်ရတယ်သူဘာကိုတိုးနေတာလဲသူပြင်ရကျင်နေတာကအိမ်ထောင်စုစရင်လားရွှေငွေတွေလားဒါမှမဟုတ်အညာရဲ့သမိုင်းကိုအသက်ဆက်ပေးမယ့်အရာတစ်ခုခုလားအဘိုးအိုတူးထုတ်လိုက်တဲ့အရာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့အားလုံးအံ့ဩပြီးစကားတွေစွန့်အားသွားခဲ့ရတယ်